အားလုံးပဲမင်္ဂလာပါလို့မစားခင်နဲ့ကလေးစီးလိုက်အောင်ပါဝါတေးချင်လေးဒါတေးချင်လို့ဒီတော့အရင်မေးပြီးချစ်တာဝလက်ဒီမှာငပြည့်လေးပါဗျာငပြည့်လေးပါဒါတော့ကျွန်တော်ရဲ့တို့စီအောင်ကြော်စာဒီနံပါတ်1ကောက်ပေဆောင်ကဒီဘူးဒီပူစီနာနာနမနာနာဘင်မွန်ကြီးဖြူပဲဒီသေးနဲ့ပဲဒီပြုတ်ဘူးညို့ပြီးတော့တခွားဒီနဲ့ညစ်ဝါလောလိုက်ပါဆိုလို့ဘိုက်ကစားနေမေးရဒါအရာမင်းမယနေ့မြူးရထဲကခိုးလာတဲ့အမေကျော်အဘီလေးနဲ့ရင်းနေလဲဦးရင်းနေစားလိုက်ပါI'm sure.